ရားပွဲတော်သွားတော့မယ်ဆိုကြတဲ့အတိုင်းအိမ်မာကလူကြီးလူငယ်ကလေးအကုန်ပြောနေကြပါပြီအဲ့လိုချိန်မှာကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့လှဲပေါင်းမိုးတွေပါလုပ်ရတယ်လှဲပေါင်းမိုးလေးတွေလုပ်ပြီးလို့ရှိရင်နွားစာကိုလည်းပြည်စုံအောင်ဖက်ရတယ်ဗျဘွားမှာညနေခေါက်ဘွားနှခေါက်ထုံးရတော့အကုန်လုံးကိုဒီပြေးခိုင်းသူကဈေးဖက်နေရောအဲ့ဒါလူကြီးကတော့ဘာကြောင်တော့ဘာတော့အားရှိရပါလေရှင်းတော့လိုက်နဲ့တရားလုံးကျွန်တော်တို့ရှင်းတော့ကောင်းပါတဲ့အဲ့လိုရပါလိမ့်ကျွန်တော်တို့မင်းလာချင်းရွာလေးကတော့မရှိစတော်ဘုရားပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းမြမလှဲတွေနဲ့ပဲသွားကြပါတယ်ဘာလို့ဆိုနှစ်စဉ်နှစ်တိုင်းသွားတဲ့အချိန်ကတော့တပေါင်းလာဆန်း73 14အဲဒီလိုလေးကြိုသွားကြတယ်ဒါပြီးနေမှာဘုရားဖူးရတာကိုပို့ပြီးတော့နှစ်သက်အားရတာပေါ့ဟောတလေးပေါ့ပွဲတော်ချင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွာတလေးကတော့အလှည့်ကြပဲပြောမလားကျွန်တော်တို့အိမ်ရှိလူကိုခွေးပါမကြံတရားဘူးထွက်ကြတာဒါထုံးစံလိုဖြစ်နေပြီဗျလှဲနဲ့အစုလိုက်ပေါ့သူ့အစုနဲ့သူပေါ့ရွာနေလဲမောင်းပြီးတော့ဖျားပွဲကိုသွားတဲ့အချိန်ကတော့6နာရီလောက်တော့မောင်းရတဲ့နေ့လည်းကင်းထွက်ညဆိုဟိုမှာရောက်နွားလဲနာလူနဲ့နာပေါ့ကျွန်တော်တို့ဖျားပွဲတော်ခွင့်ရောက်တယ်ဆိုရင်ပဲမန်းချောင်းသမီးမှာပေါ့တိုင်6လုံးနဲ့ကျွန်တော်တို့ဒါလူနေဖို့အတွက်တခန်းနွားနေဖို့အတွက်တခန်းဒီလိုအခန်းလေးနဲ့လုံနေကြတာပေါ့မနေ့ဆိုလို့ရှိရင်အာယုံကန်တက်ကိုအာယုံကန်တက်ဖို့အတွက်ကိုကျွန်တော်အဲ့မှာချက်ပြုတ်ပြညတ်ဆင်ကြရတာပေါ့ဗျာကလေးတွေလည်းအားလုံးပဲအချင်းကြဘုရားဘူးတက်ဖို့အတွက်ကိုလုံးရင်းစင်နေကြပြီပေါ့ကျွန်တော်တို့ရဲ့ရိုးရာဒလီလေးတွေပေါ့ဒါကတော့ကျွန်တော်တို့တောင်သားတွေရဲ့ရိုးရာဒလီလေးတွေပေါ့တက်ဆက်တော်ရဖះမှာကျွန်တော်တို့ရွှေတင်ငန်းကတ်လူမယ်အောက်ခြေတော်ရမှာလည်းရွှေတင်ငန်းကတ်လူမယ်ပြီးစွန်ချက်ပါညာစွန်ကတ်တယ်ဓာမိုးလေးတွေပေါ့ပြီးရင်ကလေးတွေကတော့သူတို့ပွဲတော်တဲ့ဈေးဝယ်ကြရှောက်လဲကြပေါ့မန်းချောင်းရေချိုးကြဒီလိုလေးတွေပေါ့ပြီးရင်တော့ကျွန်တော်တို့လာပြီးကျော်2ရက်3ရက်လောက်မှာပဲကျွန်တော်တို့လှဲတွေအကုန်လုံးတစုတဝေးရဲပေါ့ကျွန်တော်တို့ရွာပြန်ကြတာပေါ့
လာတော့ကလည်းတစုတဝေးတွေပဲပြန်ကြတော့လည်းကျွန်တော်တို့တစုတဝေးတွေပဲကျွန်တော်တို့ရွာလေးကတော့ဒါလေးကအစင်လာလေးဖြစ်နေပါတယ်